အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel အသစ်လေးကနေပြန်လည်ပြီးကြိုဆိုလိုက်ပါရစေအားလုံးပဲမင်္ဂလာပါဒီကနေ့မနက်မှာတော့နောက်ဆုံးရ upgrade ကျွန်တော်ပြောင်းရွှေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းပို့နေရတော့အာဆင်နယ်အသင်းဟာ Real Sociedad ကွင်းလယ်ကစားသမားလေးဖြစ်တဲ့ဇူဘီမန်နီရက်ကိုပြောင်းရွှေ့ခြင်းသဘောတူညီမှုအလုံးစုံရရှိခဲ့ပြီလို့သိရှိရပါတယ်ဒီသတင်းကိုတော့ Fabrizio နဲ့ David Ornstein တို့လို့ထိတ်တန့်သတင်းတောက်ကြီးတွေကနေပြီးတော့အတည်ပြုတာတော့ကျွန်တော်တွေ့ရှိခဲ့ရပါတယ်။အာဆင်နယ်အသင်းဟာဇူဘီမန်ဒီရဲ့ပြောင်းရွှေ့ခြင်းကို55တန်းပေးချေရမယ်လို့ဆိုပါတယ်။အဆိုပါပမာဏဟာဇူဘီမန်ဒီရဲ့ relax case ထက်ကိုပေါင်4တန်းပိုများနေလို့ကျွန်တော်သိရတယ်။ဒါအပြင် Real Sociedad အနေနဲ့ဇူဘီမန်ဒီရဲ့ပြောင်းရွှေ့ခြင်းကိုအရေးကြပေးချေဖို့အာဆင်နယ်အသင်းကိုခွင့်ပြုထားရတယ်လို့ကျွန်တော်သိရပါတယ်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကတော့အခုမနက်မှလည်းhot ဖြစ်နေတဲ့သတင်းလေးပေါ့လီဗာပူးအသင်းဟာလီဗာကူဆင်အသင်းရဲ့ကစားသမားဖြစ်သူအသက်22နှစ်အရွယ်ရှိတဲ့ Florian Bastard ကိုပြောင်းရွှေ့ခြင်းသဘောတူညီမှုရရှိခဲ့ပြီလို့သိရှိရပါတယ်။ပြောင်းရွှေ့ခြင်းကတော့ယူရိုတန်း150ပေါင်နေနဲ့ဆိုရင်တန်း126တန်းနီးပါးလောက်ပေးချေခဲ့ရမယ်လို့သိရှိရပါတယ်။ Congratulation ပါလီဗာပူးပရိသတ်တွေလို့ပြောချင်ပါတယ်။ဒီကစားသမားလေးဟာလီဗာပူးနဲ့အတူတူ9နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့သိရတယ်။တပတ်လောက်ခအနေနဲ့ပေါင်3,400,000ဝန်းကျင်ရရှိသွားမယ်လို့သိရပါတယ်။အသက်22နှစ်သား Florian Vazquez ဟာဂျာမနီအသင်းအတွက်ကျွန်တော်တို့31ပွဲကစားတယ်9ဂိုးသွင်းထားတယ်။လီဗာကူဆင်သွင်းတဲ့ဆိုရင်ကျွန်တော်တို့ဘွန်ဒလီဂါမှာပွဲပေါင်း140နီးပါးကစားထားပြီးတော့35ဂိုးသွင်းထားတယ်။ဘွန်ဒလီဂါအကောင်းဆုံးကစားသမားစုကိုလည်းပရိသတ်တွေရွေးချယ်တဲ့ဘွန်ဒလီဂါတနစ်တာအကောင်းဆုံးကစားသမားစုကိုလည်းဒီနှစ်မှာလည်းရရှိပြီးတော့နှစ်နှစ်စတိုက်ရရှိခဲ့ပါတယ်ရရှိထားတဲ့ကစားသမားလေးဖြစ်ပါတယ်တော်တော်ကောင်းတယ်လို့ကျွန်တော်ကတော့ခေါ်ယူမှုလို့ယူဆရပါတယ်တန်တာမတန်တာတို့ကြီးများတာတို့ကြီးနေတာတို့ဟာကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီကစားသမားလေးကဒီနှစ်ရာသီမှာလီဗာပူးဆင်အသင်းအတွက်ကိုပွဲပေါင်း45ပွဲကစားတယ်16ဂိုးသွင်းထားပြီးကျွန်တော်15ဂိုးဖန်တီးထားတယ်စုစုပေါင်းဂိုးပါဝင်ပတ်သက်မှု32ဂိုးရှိပါတယ်ဒီကစားသမားဟာ Central Midfielder player ဖြစ်ပြီးတော့ attacking ကျွန်တော် midfield player ဖြစ်အဓိကကစားတယ် left wing ရော right wing ရောကောင်းကောင်းကစားနိုင်ပါတယ်ဒီကစားသမားအတွက်ကိုလီဗာပူးအသင်းဟာလီဗာကူဆင်အသင်းထံကိုကမ်းလှမ်းခဲ့ရမှာကျွန်တော်3ချိန်နဲ့ပဲချခံခဲ့ရပါတယ်4ချိန်မြောက်မှာမှအခုလိုသဘောတူညီမှုရရှိခဲ့လို့သိရှိရပါတယ်ဒီစက်တမ်းမှာပဲမန်စီးတီးအသင်းဟာသူတို့လူရသည်အားကစားသမားခေါ်ယူမှုမှာတတိယအကြိမ်မြောက်ဟီယာဝီကိုကစားသမားဖြစ်လာတဲ့သူကိုကြေညာခဲ့ပါတယ်အဲ့ဒါတော့ကျွန်တော်တို့လိုင်ယွန်ကစားသမားလေးဖြစ်တဲ့ Ryan Cherki အတွက်ကိုပြောင်းရွှေ့ရေးယူရိုပေါင်ယူရို35သန်းဝန်းကျင်နဲ့သဘောတူမှုရရှိခဲ့လို့သိရပါတယ်ဒီကစားသမားလေးဟာတပတ်ပေါင်3သိန်းခွဲဝန်းကျင်နဲ့9နှစ် plus တနှစ် package ရှိတဲ့သဘောတူညီမှုစာချုပ်ချုပ်မယ်လို့လည်းသိရပါတယ်ဒီကစားသမားဖြစ်တဲ့သူဟာကျွန်တော် right wing ရော attacking midfielder ရော CM ဖြစ်ရော striker ဖြစ်နေမှာကစားနိုင်တယ်လို့သိရှိရပါတယ်မန်စီးတီးကတော့မန်စီးတီးအသင်းပါပဲခေါ်ယူမှုတွေကတော်တော်ကောင်းတဲ့ခေါ်ယူမှုတစ်ခုလို့ကျွန်တော်တို့ယူဆမိပါတယ်အသက်ကလည်းငယ်ပါသေးတယ်စက်တမ်းမှာပဲကျွန်တော်ဒီမနက်မှာကစားသွားတယ်ကဖပါလာခြေစပွဲဖြစ်တဲ့တောင်အမေရိကစုံခြေစပွဲမှာဆိုရင်ပွဲစဉ်နေတဲ့တစ်ခုဖြစ်တယ်ကျွန်တော်အာဂျင်တီးနားအသင်းနဲ့ကိုလံဘီယာအသင်းတို့ရဲ့ခြေစပွဲမှာဆိုရင်အာဂျင်တီးနားကွင်းလယ်ကစားသမားလေးဖြစ်တဲ့အန်ဆိုဖာနန်ဒက်ဟာပွဲချိန်82မိနစ်မှာအနီးကအပြစ်ဒဏ်နဲ့ထုတ်ပယ်ခံခဲ့ရလို့သိရှိရပါတယ်ပွဲပြီးမှာတော့အာဂျင်တီးနားအသင်းနဲ့ကိုလံဘီယာအသင်းတို့ဟာတစ်ဖက်တစ်ကိုးစီနဲ့တေးပွဲဖြစ်ခဲ့လို့သိရပါတယ်ဒီစက်တမ်းမှာပဲကျွန်တော်ຫນွေရာသီအပြောင်းရွှေ့ဈေးကွက်ဟာမြန်မာစံတော်ချိန်ဒီကနေ့မနက်ဗုဒ္ဓဟူး12နာရီခွဲအချိန်မှာယာယီခဏပိတ်သိမ်းသွားပြီဆိုတာသိရှိရပါတယ်ဇွန်လ15ရက်နေ့ကျမှပြန်လည်ပြီးဖွင့်လှစ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ဒါပေမဲ့အသင်းရဲ့နောက်ွယ်တိုင်းမှာတော့ဆွေးနွေးညှိနှိုင်းမှုတွေဆက်လက်လှုပ်ရှုပ်နေကြအောင်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel အသစ်လေးဖြစ်တဲ့အတွက်လိုအပ်မှုတွေအများကြီးရှိတော့လဲကျွန်တော်နားလည်ပါတယ်ကျွန်တော်ကိုကျေးဇူးပြုပြီး like and subscribe လေးနဲ့ share လေးလုပ်ပေးကြဖို့အတွက်ကို
ဘရိုတို့မြစ်တာရက်ခံပါတယ်ကျွန်တော်ဆက်လက်ကြိုးစားသွားပါဦးမယ်အားလုံးကျေးဇူးအထူးတင်လဲပါလို့ပြောချင်ပါတယ်ခင်ဗျ